တာတရားမှာတချင်းဆိုအောင်လားတကူလုံးကြားချက်တကူလုံးဒီတာတရားမဲ့ဆိုရင်လက်ထောင်ကြီးဆိုအောင်မယ်ဆိုရင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ချစ်စမ်းမောင်ဆိုတဲ့နာမည်ကိုဖြစ်လာဖို့အတွက်ဒီစိတ်တည်သားကျွန်တော်ကိုပံ့ပိုးပေးတဲ့ဆရာဆောင်ဖို့နဲ့အတူကိုစိုးလူနဲ့ကိုပူဖြစ်ပါတယ်ဟုတ်မင်းတို့ကျွန်တော်ရှစ်တန်းကျောင်းသားဘဝတွေကနေပြီးတော့ကိုစိုးလူနဲ့တချင်းမာနမျက်နှာကိုကျွန်တော်စတည်ရဲ့အချိန်မှာကျွန်တော်ကိုစတူဒီယိုတွေကမောင်းထုတ်ခံရပါတယ်ကလေးတွေဂီတာမစောနဲ့ဆိုပြီးတော့ကျွန်တော်ကိုပြောတယ်ဒါပေမဲ့လည်းကိုစိုးလူကဆရာဆောင်မှုအဖြစ်စိတ်ရှည်စွာဖြင့်မာနမျက်နှာကိုကျွန်တော်ကိုဆိုလိုတီးခဲ့ခြင်းအဖြစ်ကျွန်တော်ချစ်စမ်းမောင်ဆိုပြီးတော့ဖြစ်လာတာလေဒီကိုစိုးလူတွေအကြောင်းအများကြီးပါပါတယ်ဒါကြောင့်လို့ကျွန်တော်အနေနဲ့ကိုစိုးလူတွေကိုကျွန်တော်ခေါ်လိုက်ချင်တယ်နော်ကိုစိုးလူတွေမှာအတူဆုံးမယ်ဟုတ်လားကိုစိုးလူတွေနဲ့ကျွန်တော်နဲ့အတူဆုံးမယ်ဒီတချင်းကဘယ်ကနေဖြစ်လာလဲဆိုရင်ကျွန်တော်တို့အတန်သွင်းတဲ့အချိန်မှာကိုဘွားနေပြောတယ်သူ့မျိုးသမီးမတ်ချူကတကယ်ကိုမာနကြီးရဲ့တဲ့ဒါကြောင့်မို့ဒီတချင်းကဖြစ်လာတာဆိုပြီးပြောတယ်ညီလေးတည်ရင်သူမချင်တဲ့တာတွေကိုဖွင့်ပြီးတော့ပြောပြပါတဲ့ဒါကြောင့်မို့ကျွန်တော်အဲတော့ကအဲ့လိုမျိုးစိတ်ထားလေးနဲ့ကျွန်တော်မတီးတဲ့လေးနဲ့ကျွန်တော်စတီးခဲ့ခြင်းဖြစ်ပါတယ်အားလုံးလည်းနားစိတ်မယ်နော်